မင်္ဂလာပါခင်ဗျာကျွန်တော်များပုံနဲ့တော့ဘီတင်စာရနိုင်ထုံရကုံမျိုးတော်မှစာထံပေးတဲ့မိထမီရှင်ခုနှစ်သားသမီးများအားလုံးကိုစိတ်နှပြချမ်းမာချမ်းသာပါစေကြောင်းအထုဆုံးမကောင်ဆိုတောင်းမြတ်တာပို့တာအပ်ပါတယ်ဗုဒ္ဓံပုစေမိဓမ္မံပုစေမိတန်ကံပုစေမိပူဇော်ပါ၏အရှင်မြတ်ဖရာ2025ခုနှစ်အောက်တိုဘာလ10လပိုင်းမှာဇာတာပရိသာသမီများရဲ့ကံကြမှာကံစာတာကောင်းကောင်းဆိုဆိုဆရာအနေနဲ့တွက်စီရကံကြမှာကံစာတာဟော့စတန်လေးကိုဆွေးနွေးဟောပြောပြီးသွားကြပါတယ်ဆရာရဲ့ဗီဒီမေထမစ်ရှင်900သားသမီးများခင်ဗျာ2025ခုနှစ်အောက်တိုဘာလ10လပိုင်းမှာလုံငန်းရေးစီးပွားရေးမိသားစုရဲ့ကိစ္စမှာဇာတာပရိသာသမီးများအိုးအိမ်ချမ်းမြေနဲ့ပတ်သက်ပြီးအကျိုးမပြုဘူး။ရောင်မဝယ်မပြဿနာကြုံရတတ်တယ်။အိမ်ချမ်းမြေကိစ္စ။နောက်အစာမာတာအောအန္တာမူမောတာတနည်းအားဖြင့်လေထိုးလေအောင်အတွင်းအစာနောက်အပုပ်အနံ့မကောင်းတဲ့အနံ့တတ်တွေရတတ်တယ်။နော်မြေအောက်အစာခယူဆိုင်ရတတ်တယ်။တနည်းအားဖြင့်တတိထားရမယ်။ဝင်တွင်အိုအသေးနော်ကလီစာအဲ့လိုအစားတောက်တွေကိုစားသုံးခြင်းဆင်ခြင်ပေးရမယ်နော်ဝဝူချောင်းချက်ဝူချောင်းစားတဲ့ဖြင့်နော်ဝက်ကလီစာစိတ်ကလီစာနော်စားတဲ့ဖြင့်ပေါ့နော်ဝဝူတုတ်စားတဲ့ဖြင့်အတွင်းဝန်းစာတွေနဲ့ပတ်သက်တဲ့အစားတောက်မျိုးကိုဆင်ခြင်ရမယ်အစာစိတ်တင်းတတ်တဲ့အောင်းအမုံမောတွေဖြစ်ရတတ်တဲ့ကောင်းကျိုးမပြုတဲ့အစိတ်ပိုင်းတွေကြုံရတတ်တယ်ခယူဆိုင်ပေးပါလို့စာမေတ္တာရက်ခံပါရစေပန်းမှန်တစ်ပင်စိုက်ပျိုးရေးကာနာပိုင်းနဲ့ပတ်သက်တာအောင်မြင်မယ်အိမ်ချမ်းမြေတိုက်ခန်းအယောင်းဝယ်ကိစ္စတွေအကျိုးမပြုဘူးမမျော်လင့်ပဲအိမ်နောင်ကြီးကွဲတာအိမ်နောင်ကြီးမတင်မမြတ်မပြေမလဲဖြစ်တာအိမ်နောင်ကအစ်စ်မပြေတာအိမ်နောင်ကြီးပိုင်းမှာနှစ်ဖက်မိဘအသားဝိုင်းနဲ့ပတ်သက်တာမောင်နှမသားချင်းတို့နဲ့ပတ်သက်တာပြဿနာဘောင်းဆောင်ပြဿနာမျိုးစုံဝင်လာတတ်တယ်အိမ်နောင်ကြီးစိတ်ဝမ်းပွဲရတတ်တယ်သူကိုကိုကပြစ်တယ်သူကကိုပြစ်တယ်သူကိုကဝေဖန်သူကကိုဝေဖန်တယောက်နဲ့တယောက်ကြားပါနားလေမှုလွဲမားပြီးတော့ရှစ်ရှင်းမြတ်တာဝေးတက်လာတတ်လာဒါကြောင့်ဇာတာပရိသာသမ ्या အရှိကံကြမှာအရှိကံစာတာညံ့အရှိကံစာတာမကောင်းပါအမျိုးမျိုးအစိတ်ပိုင်းကွဲကွာနေတတ်တယ်သုံးစိတ်လေးစိတ်လို့ဖြစ်နေတယ်ဒီဘက်စိတ်ကတစ်မျိုးဟိုဘက်စိတ်ကတစ်မျိုးဒီဘက်ကစိတ်တစ်မျိုးအမျိုးမျိုးသောအိမ်နောင်ရေးစိတ်ဝမ်းကွဲတဲ့ဖြစ်စဉ်မျိုးတွေကြုံရဆုံရတတ်တဲ့အချိန်နောက်ထိကအနာတရားရှေခောက်လဲကြတာရှေလဲကြတာရှေထိုးကြတာနော်မြေနဲ့မြေဆောင်ကင်နာခံရတတ်တယ်အဲ့ဒါပါလဲဆိုတော့စေယုံစေခံအကြောပြင်းဓမ္မစေတိုင်းရင်စေထိုးစေတောက်စေဘယ်လိုပဲကုတစေမတိုးတာနေလို့မကောင်းတာဖြစ်တတ်တယ်ဒါကြောင့်ဝရုံတရင်နမင်းကိုမေတ္တာပို့သစ္စာပြုစုတောင်းအဋိဋ္ဌံပြုဒါဆိုရင်တချို့ကောင်းကြပေးမယ်ကြောက်ကအားနေတာအသေးအစီဖုံးတာအဲ့ဒါတွေမကောင်းအထုခကျူဆိုင်ရမယ်အရှိရဲ့မြောက်ရဲ့အရှိရဲ့မြောက်ရဲ့ထိုထားနေနှစ်နေရာဇာတာပရိသာသမ ्या ကောင်းကြုံမပေးဘူးကံကြမှာစာတာအညာလေးတွေကင်းအောင်မွေးနံဖြစ်တဲ့ဇာတာပရိဂျိုတောင်းမှာနော်တနည်းအားဖြင့်အောက်တိုဘာ16ရက်အောက်တိုဘာ23ရက်အောက်တိုဘာ30ရက်တွေကိုမပြတ်မကွက်မိမွေးနံဇာတာပရိဂျိုတောင်းမှာဖျောင်းနံ8တိုင်ထုံးညိပူဇော်ပေးပါအရဟံဂုံတော်ကိုမေတ္တာပွားများပါရွတ်ဖတ်ပါဆုတောင်းပါနော်အစိမ်းရောင်အနိရောင်အကျိုးပေးမယ်ကောင်းကျိုးစီးပွားဖြစ်ထွန်းမယ်အားတင်းစရာဖြစ်စဉ်အားတင်းစရာကိစ္စရက်တို့လဲအောင်မြင်လာမယ်ကောင်းကျိုးတို့ဖြစ်ထွန်းမယ်ရာထူတိုးတာမင်္ဂလာသတင်းစကားကြားတာတို့ဟာဒီလားကုံနောက်ပိုင်းမှာကောင်းသောအပြောင်းလဲတွေလာမယ်ကောင်းသောသတင်းစကားတွေပေါက်လာမယ်အကျိုးပေးကိန်းငနဲ့တစ်ကိန်းငနဲ့ရှစ်ကိန်းငနဲ့သုံးကိန်းငနဲ့6ကိန်းငနဲ့နေဟာတက်တောင်းတနေရာမှာကောင်းကျိုးပေးမယ်ကောင်းကျိုးပြုမယ်
အိမ်နောင်ရေးစာတာညံ့တယ်အိမ်နောင်တဲ့အိမ်နောင်ရှင်များအဖို့အိုးအိမ်ချမ်းမြေမြေယာတိုက်ခန့်ရောင်မဝယ်မပြဿနာရှိတယ်အိမ်နောင်ဝတ်တတ်တဲ့အိမ်နောင်ကမကောင်းကြောက်ကတိဟလာကြောက်ကတ်တို့နှလုံးတို့တဲ့အစီဖုံးဒီကိစ္စကြာမိုင်းစာတာညံ့တယ်ဟလာဒီဝန်တွင်ကလေးစာအစာတောက်တွေကိုရှောင်ကျင်ပေးရမယ်နောက်မြင်နာမင်းကန်နာခံရတတ်တယ်ကန်စာတာအញ្ញံကြံ့နေတယ်ခယူဆိုင်ပါတတိထားပေးပါတတိပြုတ်ပေးပါဒါစာအထုပ်မေတ္တာရက်ခံပေးတယ်အိမ်နောင်တဲ့အိမ်နောင်ရှင်များအဖို့သူ့ဘက်ကိုယ့်ဘက်ဆွေရမျိုးရမိသားစုရဲ့အတာဝန်ချမှာပြဿနာဘောင်းဆောင်ပြဿနာမျိုးစုံဝင်လာတတ်တယ်ဖြေရှင်းရတာမလိုလားတာစိတ်ညစ်စရာစိတ်ချုပ်စရာတွေမမျောမလန့်ပဲရင်ဆိုင်ဖြေရှင်းရတတ်တယ်ငွေကလက်ပိတ်တယ်ငွေကစာတာညံ့ဖြစ်နေဒါကြောင့်စားတာတောက်တာသွားတာလာတာလုပ်ငန်းကန့်ခန်းတို့အစာစအရာရာခယူဆိုင်နိုင်ဖို့တတိထားပေးဖို့တတိပြုတ်ပေးဖို့စာနေနဲ့အထုမေတ္တာရက်ခံပါစေစာထံဘေးရီမေထမေရှောခொနည်းသားသမီးများလည်းတိုးတက်အောင်မြင်နိုင်ကြပါစေလို့ဆုတောင်းပေးတယ်ဖင်အောင်တိုင်းရှစ်တိုင်းမပြတ်မကွာကံလူပူဇော်ပေးပေးပါကြတာပရိချိုတောင်း၌ဖြစ်စေမိမိတို့နေအိမ်၌ဖြစ်စေတနည်းအားဖြင့်ကလေးသုံးငန်းမရှိစင်းရနွယ်ပါသူကိုအမွေနှမ်းတာရှေမွေမေတ္တာလက်ဆောင်ပေးပါရှေမွေပလင်တဏ္ဍခါကြီးနော်တနည်းအားဖြင့်ပေါလာအမွေနှမ်းတာနဲ့ပတ်သက်တဲ့ပစ္စည်းမေတ္တာလက်ဆောင်ပေးပါကံတို့လုပ်ငန်းတို့လက်တို့ပွင့်လမ်းမယ်ရုပ်ယုံကြည်ကြည်မပြတ်မကွက်လုပ်ပေးပါလို့စာမေတ္တာရက်ကဘုရားစေကြာတာပရိသသမီးများကြာတာပရိသသမီးများဒီအောက်တိုဘာလ2025မှာအိမ်နောက်ကအញ្ញံတို့ပြေပြောင်းအမွေနှံ့တာပစ္စည်းမေတ္တာလက်ဆောင်ပေးပေးပါနော်ဒါဆိုရင်ထူးထူးခြားခြားကောင်းကျိုးတို့ပေါက်လာမယ်အရှိတို့နဲ့ပတ်သက်၍ဂျာမာရီတို့နဲ့ပတ်သက်၍စီပွားရေးလုပ်ငန်းကင်ခန်းကာလပိုင်းနဲ့ပတ်သက်ပြီးဆွေးနွေးမေးမြန်းလို့တာရှိရင်ဆရာရဲ့ဖုန်းနံပါတ်ဖြစ်တဲ့39ကို4ကြီး5လုံး45လုံး3939ခွန်39ကိုခွန်5လုံး6နှစ်5တို့ကိုဆရာထံတိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်အိမ်တွင်းရေးမိသားစုရေးဂျာမာရေးစီပွားရေးတီးလို့မေးမြန်းတဲ့လို့တဲ့ညီတီအကန့်ကာလဖြစ်စေဆရာထံအချိန်မဆိုင်အများရန်ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခုနှစ်ရက်သားသမီးများအားလုံးကိုစိတ်နှပြဂျာမာချမ်းတော်မူကြပါစေဇာရဲ့ဘေးတင်တဲ့လက္ခဏာဆွေးနွေးဟောပြောတဲ့ဟောကန်လိပ်စာမှာဆိုရင်ရန်ကုန်တာကီတာကြောက်တိုင်းမတ်တိုင်း capital market ကြီးရဲ့ဘေး ACD လမ်းတဲ့တိုင်းနံပါတ်200နဲ့ခွန်မြင့်ညစ်တဲ့39ကို45လုံး3939 ခွန်နဲ့39ကိုခွန်ကြီး5လုံးခွန်5လုံး6နှစ်တင်5ကိုတိုက်ရိုက်ဆက်သွယ်မိမြနိုင်ပါတယ်ခုနှစ်ရက်သားသမီးအားလုံးကိုစိတ်နှပြဂျာမာချမ်းတော်မူကြပါစေလုံရင်စန္ဒာများတလုံးတဝဖြေဝနိုင်ပါစေလို့ဆရာအနေနဲ့အထုဆုံးမကောင်းဆိုတောင်းမေတ္တာပို့တာအပ်ပါတယ်မင်္ဂလာပါဇာတာပရိသတ်သမီးများအောင်မြင်နိုင်ကြပါစေဆရာအနေနဲ့အထုဆုံးမကောင်းဆိုတောင်းမေတ္တာပို့တာတယ်နော်မင်္ဂလာပါဇာတာပရိသတ်သမီးများ